အားလုံးပဲမင်္ဂလာပါရှင်Sutara Page Channel ကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာကတော့နိုဝင်ဘာလထဲမှာကိုပါရီကြုံတွေ့ရမယ်နိုဝင်ဘာလရဲ့လူမှုရေးစီးပွားရေးအချစ်ရေးပေါ့နော်ပြီးတော့ပညာရေးအလုပ်အကိုင်အဲ့ဒါတွေကိုဖိကပါရီတင်လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ခိုင်းလို့ပဲတရားကတော့ Pine 1ပါဒါလေးကတော့ Pine 2ပါဒါလေးကတော့ Pine 3ပါပေါ့နော်အဲ့တော့စိတ်ကိုငြိမ်လေးထားပြီးတော့မှကိုရွေးချယ်ခြင်းဆုံး file လေးကိုရွေးချယ်လိုက်ပါတကယ်လို့ကိုကရွေးချယ်လို့မရသေးဆိုလဲဗီဒီယိုခဏရက်ပြီးတော့မှရွေးချယ်လို့ရပါတယ်အဲ့ဒီခါကျတော့ဒီ pick up by reading လေးကိုနိုဝင်ဘာလအတွက်တင်ပြသွားမယ်ပေါ့နော်ဒီ YouTube channel လေးကိုလည်း like and subscribe လေးပြုလုပ်ထားပေးပါအောင်နော်ခုချိန်မှာဆိုရင်တော့ pick up by reading လည်းပြုလုပ်ပြီးသွားလောက်ပြီဖြစ်ပါတယ်အဲ့တော့file 1လေးကိုသွားကြမယ်နော်အခုဒီလောက်အတောင်ဝင်ရောစကားပြောရတာလေနည်းနည်းထစ်နေလေချောင်းလေးလည်းနာနေလို့လေအဲကြောင့်မလို့စရခီးဆိုင်ကြပါအဲ့တော့ Pine 1ကိုသွားမယ်ပေါ့နော် Pine 1ဒါကနိုဝင်ဘာလရဲ့ overall energy ပေါ့နော်ပြီးရင်ဒါကအချစ်ကြီးအဲ့တော့နိုဝင်ဘာလရဲ့ overall energy ကတော့ကောင်းပါတယ်လာလုံးစာအနေထားတော့ကောင်းတယ်ပေါ့နော်ဟိုအတိတ်ကအရာတွေပြန်ပြီးမှဟိုအတိတ်ကလူတွေနဲ့ပြန်လဲဆုံတွေ့ရတာဒါမှမဟုတ်ရင်ဟိုမေဟောင်းဆွေဟောင်းအပေါင်းအသင်းအဟောင်းပေါ့နော်အဲ့လိုကွဲကွာနေတဲ့တငယ်ချင်းတွေပါရှိတယ်ပေါ့နော်အဆက်အသွယ်ပြတ်နေတဲ့လူတွေဖြစ်စေဒါမှမဟုတ်ရင်အဲ့လိုမေဟောင်းဆွေဟောင်းတွေပေါ့နော်ဝေးကွာနေတဲ့မေဟောင်းဆွေဟောင်းတွေအကုန်လုံးပြန်လဲပြီးမှကွန်တက်ပြန်ရတာမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီအလောက်ကင်မှာဆိုရင်လေကိုယ့်ရဲ့ဒီထက်လူကြီးပေါ့နော်ကိုထက်အသက်ကြီးရဲ့အဖေမေအဖိုးဖွားဒါမှမဟုတ်ရင်လည်းအလုံးမဆိုလဲကိုထက်အသက်ကြီးရဲ့လူစီကနေပဲမှအကူညီရတာမျိုးဖြစ်တတ်တယ်နော်အဲ့တော့အချစ်ရေးလေးကိုဆက်ပြီးမှသွားလိုက်မယ်ပေါ့နော်နိုဝင်ဘာလရဲ့အချစ်ရေးတဲ့နိုဝင်ဘာလကတော့လေတယောက်တည်းဖြတ်တန်းရမျိုးဖြစ်လိမ့်မယ်နော်စင်ကယ်လေးဆိုလဲတယောက်တည်းဆက်ပြီးမှတောက်ပနေတာနောက်ပြီးတော့ဒီအတွဲတွေဆိုရင်လည်းအတွဲတွေပေါ့နော် crash တက်တဲ့လူဖြစ်စေ RS ရဲ့လူဖြစ်စေပေါ့ဒါမှမဟုတ်လည်း X ပေါ့နောက်တစ်ခုကကြတော့ဒီ situation shit တွေဆိုရင်လည်းအစစ်တက်မှာမျိုးပါမျိုးမတွေ့ရဘူးပြီးတော့ဒီ နိုဝင်ဘာလကြောင့်မလို့ထင်တယ်17 single day ကလည်းရှိနေရောလေ single လေးတွေတယောက်တည်းဆက်ပြီးမှတပ်ပလိုက်ပါအောင်နောက်ပြီးတော့ဒီ crash တို့ situation shit ရှိရလူဆိုရင်လည်းဒီတိုင်းလေးပဲဆက်ပြီးမှဖြစ်နေမယ်RS day ဆိုရင်လည်းတယောက်နဲ့တယောက်အချိန်သိပ်ပြီးမှမပေးဖြစ်တာကိုပဲပို့ပြီးမှအာရုံစိုက်နေမိတာ X day ဘာတွေဆိုရင်လည်းဒီအချစ်တရားမှမျိုးတော့မတွေ့သေးဘူးဟို HC ကနေပြီးမှအဆက်အသွယ်တွေအပြန်ပြီးမှရကောင်းရနာလိမ့်မယ်ဒါပေမဲ့ဟိုလိုမျိုးပြန်ပြီးမှအဲ့လိုတွဲဖြစ်တာမျိုးဘာမျိုးမရှိဘူးเนาะကိုတယောက်တစ်ပတ်ဖြတ်တန်းရလိမ့်မယ်ဒါပေမဲ့တလားလုံးသာအနေထားနဲ့ကတော့ကောင်းပါတယ်တကယ်လို့X မြောင်နေတဲ့လူတွေအဆက်အသွယ်တွေပါပြတ်နေတဲ့လူတွေဆိုရင်ရမလားအဆက်အသွယ်ရမလားဆိုရင်တော့ရမယ်ဒါပေမဲ့အဲ့လိုချစ်ချင်းပြတ်ပြီးမှတော့ပေါင်းထုတ်တာမျိုးတော့မဖြစ်နိုင်ဘူးเนาะဒါကတော့အချစ်ရေးပေါ့အချစ်ရေးပြီးရင်ဒါလေးကတော့ဟိုစီးပွားရေးပေါ့စီးပွားရေးမှာလည်းတဲ့ကိုကเนาะကိုဆောက်ရှောက်မဲ့လူကြီးသူမတွေရဲ့အကူအညီနဲ့ကိုကလေစီးပွားရေးမှာလုပ်ငန်းကိုင်ငန်းတွေမှာအမြင်မှုတွေရရှိရမျိုးတွေ့ရတယ်ဒီလားပြီးတော့ကိုယ့်ရဲ့အောင်မြင်မှုကိုလည်းလူတွေကအတိမတ်ပြုကြတယ်ချီးမွမ်းထောက်ပံ့တာတွေပြုကြတယ်အဲ့လိုမျိုးလေးကိုတွေ့ရတယ်စီးပွားရေးဆိုရင်စီးပွားရေးတွေအစပြုနေတာနောက်ပြီးတော့ကိုယ့်ရဲ့လက်ရှိစီးပွားရေးကပို့ပြီးတော့မှတိုးတက်လာတာတကယ်လို့ကိုကပေါ့နော်အလုပ်အကင်ပေါ့အလုပ်ကင်ဆိုရင်လည်းအလုပ်မှာပို့ပြီးတော့မှအောင်မြင်မှုတွေရတာလူကြီးတွေရဲ့အထောက်ပံ့တွေကိုရတာအဲ့လိုမျိုးတွေ့ရတယ်နော်ဒါငွေကြေးပေါ့ငွေကြေးမှာတော့ကိုကလေငွေကြေးမှာတော့ကိုကငွေထွက်တော့များလိမ့်မယ်နော်ဒီလားငွေထွက်များလိမ့်မယ်ဒါပေမဲ့ဟိုငွေရပေါက်လေးတွေပေါ့နော်ဟိုအထက်လူကြီးတွေကနေမှကိုကိုပို့ပေးတာဗာညာအဲ့လိုမျိုးလေးတော့ဟိုရှိကောင်းရှိတတ်တယ်ဒါပေမဲ့ကိုဘက်ကလေဝင်နဲ့ထွက်ငွေမမျှတာဝင်ငွေနေပြီးမှထွက်ငွေရများနေတာအဲ့လိုအသုံးများတဲ့ကာလပေါ့နော်အဲ့လိုမျိုးဖြစ်နေလိမ့်မယ်နော်နောက်တစ်ခုကလူမှုရေး
လူမှုရေးမှာတော့တဲ့လူမှုရေးမှာတော့ကိုကအကောင်းကြီးပဲလည်းမဟုတ်ဘူးအဆိုးကြီးပဲလည်းမဟုတ်ဘူးเนาะဟိုကတော့မမြင်ရအကောင်းပဲလည်းမဟုတ်အဆိုးကြီးလည်းမဟုတ်ဘူးပေါ့နော်ဟိုဘယ်လိုပြောမလဲအားလုံးကိုကိုကအတိတ်တိနဲ့ဆက်ဆံဖြစ်နေတာစကားပြောနေတာအဲ့လိုမျိုးပဲဖြစ်လိမ့်မယ်နောက်ပြီးတော့ပေါ့နော်ကိုကလူမှုရေးမှာဆိုရင်လည်းကိုကအားလုံးကိုပေါ့နော်ဟိုတန်းတူညီမျှမခွဲခြားနေပဲနေပေါ့နော်ဒီဆက်ဆံနာမျိုးဖြစ်လိမ့်မယ်ဟာအားလုံးကိုညီတူညီမျှဆက်ဆံနာမျိုးဖြစ်လိမ့်မယ်နောက်ပြီးတော့တဲ့ဒီကိုယ့်ရဲ့အလုပ်တွေပါတွေမှာဆိုရင်လည်းပေါ့နော်အလုပ်တွေပါတွေဖြစ်စေမိသည့်တိုင်မှာဖြစ်စေပေါ့ကိုယ့်ရဲ့ဒီလက်အောက်ငယ်သားပေါ့ပြောရရင်တော့ဟိုကိုထက်အငယ်ပေါ့ရာတူဖြစ်စေအသက်ဖြစ်စေပေါ့မိသူမဆိုပေါ့နော်အဲ့ဒီလိုမျိုးလူတွေရဲ့ပြဿနာတွေကိုကိုကချောင်းဝင်ပြီးမှဖြေရှင်းပေးရတာမျိုးဖြစ်တတ်တယ်နော်ဒါကတော့နိုဝင်ဘာလရဲ့လူမှုရေးဖြစ်တယ်ပေါ့နော်နောက်တစ်ခါပညာရေးပေါ့ပညာရေးမှာတဲ့ပညာရေးမှာကောင်းတယ်နော်ပညာရေးမှာ the star ပညာရေးမှာကောင်းတယ်ပညာရေးမှာကကိုဟို exam ပေါ့နော်ဒီ exam result တွေ scholarship result တွေစောင့်နေတဲ့လူတွေဆိုရင်လည်းအဆင်ပြေမယ်ဆောင်းဝိုင်းပါတယ်ဆိုလည်းအောင်မယ်ပြီးတော့ကိုမျှော်လင့်ထားတဲ့အတိုင်း result ရမယ်ပေါ့နော်ပညာရေးမှာလည်းကိုကလိုအပ်တဲ့အထောက်ပံ့နေရတယ်အဲ့လိုမျိုးဖြစ်လိမ့်မယ်ပညာရေးအားကောင်းနေရဲ့အဲ့တော့အချစ်ရေးဆိုရင်တော့တယောက်တည်းပဲဖြတ်တန်းရအောင်မယ်ငွေရေးကြေးရေးဆိုရင်တော့ငွေထွက်များနေမယ်ပေါ့နော်ဒါမဲ့လည်းပြန်တော့ဝင်မှာပါပြန်တော့ဝင်မယ်ဒါပေမဲ့လည်းကိုကဝင်ငွေနဲ့ထွက်ငွေမှာဆိုရင်ထွက်ငွေကပိုပြီးမှများနေရမယ်ဖြစ်လိမ့်မယ်နော်ပညာရေးကတော့အားကောင်းတယ်ကိုထက်ကြီးတဲ့လူကကိုပေါ့နော်ကိုရဲ့ဆရာဆရာမဖြစ်စီပေါ့အဲ့လိုမျိုးပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေကိုပေးလာတာမျိုးရှိလိမ့်မယ်လက်လွတ်မခံပါနဲ့ကိုတို့အောင်မြင်တဲ့လမ်းဖြစ်ပါလိမ့်မယ်နော်အလောက်ကိုင်းပြီးစီးပွားရေးဆိုလည်းကောင်းတယ်နော်ဒါလေးကတော့ 5 1အတွက် read ဖြစ်ပါတယ်အစကတော့လေဒီပထမအဆုံးကက်ကပ်ပါနော်ကက်ကပ်ပါတဲ့ကက်ကလေးကက်ခါမှာပါတဲ့ကက်ကလေးကိုမဖွင့်တော့ဘူးလို့လုပ်နေတယ်ဒါပေမဲ့လည်းဖွင့်လိုက်ပါမယ်နော်ကောင်းပါရဲ့နော်ဖိုင်ဝမ်တို့ဝီလော့ဖာချွန်းနဲ့ကောင်းတစ်ခါဆိုတက်လက်ဖြစ်နေပေမဲ့ကန်ကြမအကောင်းဘက်ကိုပဲဦးတည်သွားလိမ့်မယ်နော်ကန်တရားရဲ့အထောက်ပံ့ရှိပါတယ်နောက်ပြီးတော့ဒီငွေရေးကြေးရေးဆိုရင်လည်းငွေဝင်နဲ့ထွက်ငွေမှာထွက်ငွေရများလိမ့်မယ်ဒါပေမဲ့ငွေရတော့ပြန်တော့ဝင်လိမ့်မယ်နော်ထွက်ငွေရလည်းနေတော့များနေရောနော်ဒါလေးကတော့ Pi1 အတွက် reading ဖြစ်ပါတယ်ပြီးတော့ Sutera ပေါ့နော် YouTube channel ကိုဒီ Facebook page ကို TikTok ကိုလေ like and follow လေးနဲ့ပြပါအောင်ပေါ့နော်ပြီးတော့အခုကလေဟို Viber တို့ Telegram တို့မှာလည်း direct မေးလို့ရအောင်စီစဉ်ထားပါတယ်ပေါ့နော်ဟို YouTube ကိုပဲလေအဓိကဗီဒီယိုတွေတင်ဖြစ်ပြီးတော့မှလေ page တို့ဘာလို့မှဟိုတိတ်တယ်မှမတင်ဖြစ်ဘူးဖြစ်နေရပါတော့ဒါပေမဲ့လည်း like and follow နှိပ်ပြမှာအားပေးကြပါအောင်ပေါ့နော်အဲ့ဒါဆိုရင်တော့ Pine 2ကိုသွားမယ်နော် Pine 2ကဲအဲ့တော့ Pine 2ရဲ့ PDF carry ခဲ့မယ်နော် cry လို့ပဲ cry energy ပေါ့နောက်ပြီးတော့ဒီကိုကြည့်စေချင်တယ်ပေါ့နော် reading လေးတွေပါလေးပေါ့ကိုတင်ပေးစေချင်တဲ့ reading လေးပါလေးရှင်လဲ comment လေးပေးခဲ့ပါပါနော်ဒါကတော့ overall energy ပေါ့ဒါတော့အချစ်ရေးပေါ့နော် Pine 2ရဲ့ overall energy ပြတာအချစ်ရေးပေါ့နော်overall energy ဆိုတော့လေကောင်းပါတယ်ဒီလားဆက်စောက်ခတ်တယ်ဖိုင်ဝမ်လိုပဲကြားတယ်ပေါ့နော်ဖိုင်ဝမ်လိုပဲကိုအကူညီပေးမဲ့လူကူညီဆောင်မမဲ့လူရှုမဲ့လူဒါမှမဟုတ်ရင်အတိတ်ကနေပဲမှအဆက်အသွယ်တွေပြန်ရတာအတိတ်ကအရာတွေကိုဘွားတွေကိုပြန်ဝင်လာတာအဲ့လိုမျိုးတော့ဖြစ်တတ်တယ်နောက်ပြီးတော့တဲ့အချစ်ရေးမှာတော့လေအချစ်ရေးမှာတော့ကို့မှာရွေးချယ်စရာတွေများနေတယ်ကိုကဟိုလူကိုရွေးရမလားဒီလူကိုရွေးရမလား
ဒီဖိုင်ထူထဲမှာပေါ့နော် X ကိုမျှော်နေတဲ့လူတွေဆိုရင်လည်း X ကပြန်လာပတ်သက်ပေမဲ့ကိုမှာအချက်တစ်ကိုလည်းတွေ့နေတဲ့အချက်ဟာလည်းပြန်ရောက်လာတဲ့ပေါ့ဘယ်သူ့ကိုရွေးရမှမသိရအနေထားမျိုးဖြစ်တတ်တယ် single တို့ဆိုရင်လည်းကိုလာကြိုက်တဲ့လူတွေရှိတယ်single တို့နဲ့အရင်တော့ပေါ့နော်ပတ်သက်ဖူးတဲ့လူတွေပါရှင်ပြန်မြင်မှာတော့ပြန်ရောက်လာဆက်သွယ်တတာမျိုးရှိတယ်ဒါပေမဲ့ကိုကလေဘယ်သူ့ကိုရွေးလို့ရွေးချမှမသိဘူးပေါ့နော်ဝေခွဲမရအဲ့လိုမျိုးဖြစ်နေတာပေါ့အဲ့လိုမျိုးဖြစ်တတ်တယ်ကိုကလေဟိုလူကိုလည်းလိုချင်ဒီလူကိုလည်းလိုချင်အဲ့လိုမျိုးဖြစ်နေတတ်တယ်နောက်ပြီးတော့တဲ့ဒီ situation ရှစ်ဆိုရင်လည်းဒီလူနဲ့ဘယ်မဟုတ်ဘဲနဲ့နောက်ထပ်ကိုမှလူသစ်တွေ့ရမျိုးဖြစ်တတ်တယ်နော်နောက်ပြီးတော့လေ RS တွေပါလေဆိုရင်လည်းတဲ့ကိုကဒီ RS ထက်ကိုပေါ့နော်ပို့ပြမှအဲ့လိုကိုမှရွေးချယ်စရာတွေများနေတာပေါ့ပြောချင်တာကRS တို့ဆိုရင်လည်းတစ်ဖက်လူထပ်ပေါ့နော်ဒီကိုယ့်ရဲ့ငွေရေးကြေးစီးပွားရေးပေါ့ဒါမှမဟုတ်ရင်လည်းဟိုကိုယ်တမဟုတ်တစ်ဖက်လူရဲ့အချက်ဟာပြန်လာပြီးမှပတ်သက်တာအဲ့လိုမျိုးတော့ဖြစ်တတ်တယ်အဲ့တော့ခရူးဆိုင်ပါပေါ့နော်ခရူးဆိုင်ပါအဲ့ဒါကတော့ဒါနိုဝင်ဘာလအတွက်အကြည့်လေးပေါ့နော်အဲ့တော့တဲ့ဤစားတွေပါရမလားဒီလထဲမှာအချက်တွေပါတွေ့မလားဆိုရင်တော့တွေ့ဖို့တော့ရှိတယ်ဒါပေမဲ့ကိုကတော့ဟိုဖြာများနေမယ်ပေါ့နော်အဲ့လိုမျိုးအနေထားမျိုးပဲဖြစ်လိမ့်မယ်နော်ဒါကတော့အခြေရေးဖြစ်ပါတယ်အခြေရေးပြီးရင်စီးပွားရေးအလုပ်ကိုင်ပေါ့နော်စီးပွားရေးအလုပ်ကိုင်နဲ့စီးပွားရေးအလုပ်ကိုင်မှာကိုရဲ့အထက်လူကြီးဒေစီကနေပြီးမှအကူအညီရတာမျိုးကြီးရှိတယ်ပြီးတော့ဒီကိုကတဲ့စီးပွားရေးမှာကိုကငွေတွေပါရင်းနှီးမြှုပ်နှံထားတာမျိုးရှိတယ်ဆိုရင်အဲ့ဒီလုပ်ငန်းဒီအကောင့်ထဲတော့ပေါ်လာလိမ့်မယ်အောင်မြင်လိမ့်မယ်ဒါပေမဲ့အချိန်ကြာစောင့်အောင်မယ်ပေါ့နော်ပြောချင်တာကဟိုခုရည်တွင်တူပြမှခုရည်ကြီးတောက်လို့ရတဲ့အနေအထားမျိုးမဟုတ်ဘူးအချိန်ကာလတစ်ခုကိုဖြတ်တန်းပြီးတော့မှတဖြည်းဖြည်းနဲ့မှအောင်မြင်လာမဲ့လုပ်ငန်းမျိုးဖြစ်တယ်ပေါ့နော်အလုပ်ကိုင်ဆိုရင်လည်းလုံးမှာကိုကစိတ်ရှိတိခံဖို့လိုအပ်တယ်နော်ကိုစိတ်ရှိတိခံနိုင်လေဒီအလုပ်ကအောင်မြင်လာလေပဲအဲ့လိုမျိုးဖြစ်လိမ့်မယ်ဟိုအလုပ်နဲ့ပတ်သက်ပြီးတော့မှလေကိုကရုပ်ချီးအောင်မြင်မှုကြတာမျိုးတော့မဟုတ်ဘူးเนาะပြောချင်တာကတော့ဒီစီးပွားရေးပေါ့စီးပွားရေးအလုပ်ကိုင်ပေါ့เนาะဒါအလုပ်ကိုင်တော့ပါအိုင်ရလို့တခါလေးတွဲပြီးမှကြည့်ပေးလိုက်ပါတယ်အဲ့တော့အဆင်ပြေမှာပါဒီလားအလုပ်ကိုင်ရလေအဆင်ပြေမဲ့ဒါပေမဲ့ကိုစိတ်ရှိဖို့လိုအပ်တယ်เนาะကိုကြည့်ရှုဆောင်မှာမဲ့အကြီးအကဲတွေရှိတယ်အဲ့တော့စိတ်ရှိတိခံခြင်းအပြင်စီးပွားလက်လာပါလေပြောများပေါ်များလိမ့်မယ်เนาะအဲ့တော့တဲ့ငွေကြေးကိုသွားကြမယ်နော်ငွေကြေးမှာလည်းလေကိုကငွေရပေါက်ရှိရနော်ဒါပေမဲ့ဘယ်ဟာရွေးရမှမသိဘူးဘယ်ဟာပူကောင်းမှမသိဘူးအဲ့လိုမျိုးဘယ်ဟာပူကောင်းမှမသိဘူးဆိုတော့ဘယ်လိုမျိုးလဲဆိုတော့ငါဒီအခွင့်အရေးငွေကြေးပေါ့နော်ငွေရမဲ့ကန်အခွင့်အရေးနှစ်ခုလောက်ကိုတွေ့ထားတယ်ဒါပေမဲ့ဘယ်ဟာငါရွေးချက်မှမသိအဲ့လိုမျိုးဖြစ်တာမျိုးဖြစ်တတ်တယ်နောက်ပြီးတော့ဒီကိုကငွေကြေးနဲ့ပတ်သက်ပြမှာပေါ့နော်ဒီငွေကိုငါဒီနေရာမှာသုံးလိုက်ရင်ကောင်းမလားဒါမှမဟုတ်ဟိုနေရာမှာသုံးလိုက်ရင်ကောင်းမလားဘယ်ဟာသုံးရင်ငါတော့ပို့ပြမှာအကျိုးရှိမလဲအဲ့လိုမျိုးကိုကတဲ့တွေးမိမောစဉ်းစားရတာမျိုးဖြစ်တတ်တယ်နော်ဒါကတော့ငွေကြေးကန်ပေါ့နော်ငွေကြေးကန်ခြုံပြောလို့ကောင်းမလားဆိုရင်တော့ကောင်းပါတယ်အဆင်ပြေပါတယ်ပေါ့နော်ပြီးတော့လူမှုရေးပေါ့လူမှုရေးမှာလည်းဖိုင်း2နဲ့ဖိုင်း1နဲ့တော့တူတယ်နော်ဖိုင်း2ကလေကိုကတဲ့ဒီကိုရဲ့အလုပ်ပတ်ဝန်းကျင်အကုန်လုံးပေါ့နော်ဟိုနေထိုင်ပတ်ဝန်းကျင်အကုန်လုံးမှာကိုကအခြားသူရဲ့ကိစ္စကိုပါဝင်ဆောင်ရွက်ပေးရတာမျိုးဖြစ်တတ်တယ်။နောက်ပြီးတော့တဲ့ကိုကလေလူမှုရေးနဲ့ပတ်သက်ပြီးမှနည်းတော့ဟိုကိုကစိုးရိမ်ပူပန်ရတာမျိုးပေါ့ဥပမာအဖြစ်ဒီလိုမျိုးဟိုသူများကိစ္စတွေကိုပါဝင်ပတ်သက်ဖြေရှင်းနဲ့ကိုပါရောပြီးတော့မှအဲ့လို stress နည်းနည်းပြီးရပါတော့။အဲ့လိုမျိုးခံစားရတာမျိုးဖြစ်တတ်တယ်။ဒါပေမဲ့ကောင်းပါလားဆိုရင်တော့ကောင်းပါတယ်နော်။နောက်တစ်ခုကတော့ပညာရေးပေါ့ပညာရေးလည်းကောင်းပါတယ်နော်ပညာရေးမှာကိုကတကယ်လို့အသိပညာအတတ်ပညာအသက်တွေကိုသင်ချင်တယ်ဆိုရင်လည်းကိုမှ
အဲ့ဒီအခွင့်အရေးလေးရလာလိမ့်မယ်နော်ခွင့်လန်းတက်ရမယ်ဒီပညာသင်ကြားခွင့် scholar တွေဘာတွေအဲ့လိုမျိုးဟာမျိုးတွေလည်းရလိမ့်မယ်နော်အကူအညီပေးမဲ့လူလည်းရှိတယ်နောက်ပြီးတော့ပညာရေးရလည်းကိုမျှော်မှန်းထားတာတွေပါရှိလဲပေါ့နော်အဲ့လို 100% ကြီးအောင်မြင်သွားဖို့ဆိုတာအထက်ကိုပေါ့နော်ဟိုမျှော်လင့်ချက်အလင်းအောင်ပေါ့အဲ့ဒီဟာလေးတွေတွေ့နေရမျိုးတွေ့ရတယ်နော်ဒါကတော့ point 2အတွက် reading ဖြစ်ပါတယ်ခိုင်းလို့ပဲပေါ့နော်ဒီ pick up reading က tarot energy လေးကိုကြည့်လိုက်မယ်နော်ကောင်းပါတယ်နော်ကောင်းပါတယ်ဖိုင်ထူရောရဲ့ဒီ pick up energy ကလည်းကောင်းနေပါတယ်ခါကြတော့1 or 2ရောကောင်းတဲ့အတွက်ကြောင့်မလို့ဝန်တာတယ်ပေါ့နော်ဒီမှာဆိုလဲ forward celebrate လုပ်နေရပေါ့နော် celebrate လုပ်နေရဆိုတဲ့ခါကြတော့ဒီအလောက်ကင်မှလည်းကိုကမိကောင်းဆွေဖက်တွေရတာအတူတူရှင်တွေအလုပ်လုပ်ပြီးမှအဆင်ပြေတာနောက်ပြီးပညာရေးမှာဆိုလဲကိုနဲ့တူတူရှင်တွဲပြီးမှလေကိုနဲ့အဲ့လိုစာတူတူတက်တက်လူပါညာအနည်းအလုံးကအောင်မြင်မှုတွေရတာမျိုးတွေ့ရတယ်နောက်ပြီးတော့ဒီငွေရေးကြေးရေးဆိုရင်လည်းလေကိုနဲ့တွဲဖက်ပြီးမှအဲ့လိုလုပ်တဲ့လူပေါ့နော်အဲ့လိုမျိုးလူတွေစီကလည်းစက်တူတွေပါလုပ်နေရဆိုရင်လည်းအဆင်ပြေမယ်နော်ဒါလေးကတော့ point 2အတွက် reading ပါတယ်ခါကြတော့တဲ့ point 3ကိုသွားကြမယ်နော်ဒါ point 3ကရော point 3ရဲ့ဒီလာ crown energy ရတဲ့ strength ဆိုတဲ့အခါကျတော့လေ November မှာတဲ့ကိုယ့်ရဲ့ energy ကဘယ်လိုဖြစ်လဲဆိုတော့လေကိုကတဲ့အဆအရာကိုတိုင်းဝင်ပြီးမှလုပ်ရတာမျိုးကြိုက်တယ်ပေါ့နော်ကိုယ်ဝင်ပြီးမှလုပ်ရတယ်ပေါ့ဘယ်ဟာမဆိုကိုကဦးဆောင်ပြခြင်းနဲ့အဲ့လိုဟာမျိုးတွေ့ရတယ်ပေါ့နော်အရင်ဆုံးသွားမှာကအချစ်ရေးမှာတဲ့ကိုကလေတစ်ဖက်လူပေါ့နှောင့်နှေးမှုတွေများနေရများရှိလားပေါ့နော်တစ်ဖက်လူကနှောင့်နှေးမှုတွေများလို့တစ်ဖက်လူကကိုမကြည့်ပြူတာအဲ့ဒါကြောင့်မလို့ကိုကတစ်ဖက်လူနဲ့ပတ်သက်ပြီးမှရင်မောရတာနောက်ပြီးတော့ဒီအချစ်ရေးမှာပေါ့နော်ကိုကပဲဥဆောင်နေရတာအဲ့လိုမျိုးတွေ့ရတယ်နောက်တစ်ခုကကြတော့လေ single တွေပေါ့ single တွေဆိုရင်လေဒီကိုကကိုယုံကြည်မှုတွေအရင်မြင့်မာတယ်ပေါ့နော်အခါကျတော့ရုံလို့ကိုနာကိုမကက်ရဲတာမျိုးမထိရဲတာမျိုးဖြစ်တတ်တယ်ပေါ့နော်ကိုတိုင်းကတော့အဲ့လိုမျိုးဖြစ်ချင်မှဖြစ်လိမ့်မယ်ဒါပေမဲ့ပေါ့နော်ကိုရဲ့အနေထိုင်အပြုမှုဒီအရာပေါ့ကိုအဲ့လိုမျိုးထိမင်းနေတာမျိုးရှိတတ်တယ်အဲ့တော့အချက်တွေမှာရည်စားရမလားဆိုရင်တော့မရနိုင်သေးပါဘူးနောက်ပြီးတော့လေကိုတိုင်းကလည်းတဲ့ဒီအချက်ကငါနဲ့မသက်ဆိုင်ပါဘူးပါလို့လေအဲ့လိုအချစ်ကြောင်းတွေးလိုက်ရင်အဲ့လိုကိုကရည်စားထားဖို့အချစ်တို့ဘာလို့နဲ့ပတ်သက်ပြီးမှတွေးလိုက်ရင်လေကိုကပြင်ပန်းနေတာမျိုးတွေ့ရတယ်နော် X comeback ကိုမျောလင့်နေတဲ့လူတွေဆိုရင်လေ X ကတဲ့ကိုစီကိုပြန်လာအောင်တော့မဟုတ်ဘူးအဓိကကတော့ဒီကိုရဲ့ပေါ့နော်လွှမ်းမိုးလို့စိတ်ထင်းချုပ်လို့စိတ်တင်များလို့သူစဉ်းစားခက်နေပေါ့နော်အဲ့ဒီဟာပေါ့နောက်တစ်ခုကတော့တဲ့စီးပွားရေးအလုပ်ကိုင်ပါစီးပွားရေးအလုပ်ကိုင်မှာတော့ကောင်းတယ်စီးပွားလက်လာပါလေးတိုးသွားမယ်နောက်ပြီးတော့အလုပ်တစ်ခုတည်းကိုကလေစောက်ချပြီးတော့မှမြင်လုပ်ဖို့တော့လိုတယ်နော်ဟိုရွှေ့ဒီရွှေ့လုပ်ဖို့လို့တော့မရအောင်ခဏနေဟွာလုပ်မယ်ခဏနေတရားလုပ်မယ်အဲ့လိုမျိုးလုပ်လို့မရဘူးတနေရာတိုင်းမှာပဲကိုကအထိုင်ချပြီးတော့မှပေါ့နော်အထိုင်ချပြီးတော့မှစီးပွားလက်လာပါတွေတိုးပွားလာအောင်ကိုကအေးစစ်စစ်နဲ့အချိန်ယူပြီးတော့မှလေလောက်ကင်တိုင်းမှာပဲရပါမယ်ပြီးတော့လေကိုကဒီအလောက်ကင်နဲ့စီးပွားရေးပေါ့နော်အဲ့ဒီမှာကိုယ့်ရဲ့လက်အောက်ငယ်သားတွေကိုတခြားလေးကိုတွန်းတင်ပြမှလေထိန်းချောင်းနိုင်မှာတော့ဖြစ်လိမ့်မယ်အဲ့ဒါမှသာလင်းကိုကစီးပွားလက်လာပါတွေတိုးွားပြမှာပေါ့နော်အလောက်ကင်မှာအဆင်ပြေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကငွေရေးကြေးပေါ့နော်
ငွေရေးကြေးကတဲ့ဆက်ဆိုတော့လေငွေရေးကြေးကိုကလေဝင်ငွေကောင်းဖို့အတွက်ပေါ့နော်ကိုထားခဲ့တဲ့အရာတွေရှင်ထားခဲ့ရမယ်ဥပမာအဖြစ်ကိုကပေါ့နော်ငွေရေးကြေးအတွက်ဆိုရင်ကိုစိတ်ကိုနိုင်ဖို့လိုအပ်တယ်ပေါ့ကိုကငွေထွက်ပေါက်တွေကိုတနိုင်သမျှလိုက်ပြန်မှာပိတ်ဆို့နိုင်ရမယ်ဥပမာအဖြစ်ကိုကအစားမတ်တဲ့လူဆိုရင်လေဟိုဟော့ပေါ်မာလာရှန်ကောတို့ကစေကောက်စားနေရဲဆိုရင်9ကလောက်ပဲစားတာပေါ့နော်အဲ့လိုမျိုးလုံးဝပဲအဆင်ပြေလိမ့်မယ်နော်ဟိုကိုယ့်ရဲ့ဒီငွေကုန်ပေါက်တွေကိုလိုက်ပြန်မှာပိတ်ဆို့နိုင်ရမယ်ပြီးတော့မလို့အဖက်နဲ့ငွေကိုမဖြုံးမိပါစေနဲ့ပေါ့နော်အဲ့လိုမျိုးပြောတဲ့အခါမျိုးမှာကိုကလေကိုထိန်းချုပ်နိုင်ဖို့အရင်အရေးကြီးရယ်နော်ဒီဖိုင်းကိုကြည့်တဲ့အချိန်မှာလေဘယ်လိုမျိုးခံစားရလဲဆိုတဲ့အခါကျတော့လေ stress နမိတ်ကလွှမ်းမိုးနေတဲ့အခါကျတော့ဟိုကိုပေါ့နော် control လုပ်နိုင်ပေါ့ကိုရဲ့မကောင်းတဲ့အကျင့်တွေကိုပြင်နိုင်ဖို့အဲ့ဒီဟာကိုအရင်ရေးကြီးနေရဲဆိုတော့မျိုးကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ငွေရေးကြေးရေးကတော့လေကောင်းလားဆိုရင်တော့ဟိုမစိုးပါဘူးပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်ဒါပေမဲ့ကိုကငွေကုန်ပေါက်တွေကိုတော့လေကိုကပိတ်နိုင်ဖို့တော့လိုအပ်တယ်နော်အတုံးအစွဲတွေနောက်ပြီးတော့ဒီမလိုလားအဖက်နဲ့ waste ဖြစ်တဲ့ပတ်စံတွေပေါ့နော်အဲ့ဒီဟာလေးတွေကိုကိုက control လုပ်နိုင်ဖို့လိုအပ်ပါတယ်နောက်တစ်ခုကလူမှုရေးပေါ့လူမှုရေးမှာလည်းလေဟုတ်တယ်လူမှုရေးမှာလည်းကိုကအရင်လိုက်ပြီးမှလေဟိုလူတိုင်းအောင်ကအပေါက်စီအောင်လိုက်ကြည့်ပြီးမှပြောတတ်ဆိုတတ်တဲ့အကျင့်တွေရှိရင်အဲ့ဒီဟာကိုပြင်ရမယ်နော်အဲ့လိုမျိုးမပြင်ဘူးဆိုရင်ကိုအဲ့လိုသူများအမြင်မကြည့်ရတွေဘာညာဖြစ်တတ်တယ်နော်နောက်ပြီးကိုကလေလူမှုရေးမှာလည်းဟိုကိုကလွှမ်းမိုးလို့စိတ်တွေများနေတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့ဒီဟာကိုလည်းကိုကပြင်နိုင်ဖို့တော့လိုအပ်တယ်နော်ဒီလားနောက်တစ်ခုကကြတော့လေအဲ့လိုမနိုင်ဝန်မထမ်းပါနဲ့ပေါ့နော်နိုင်ဝန်မထမ်းပါနဲ့ကိုမှကိုတယောက်တည်းပဲအကုန်လုံးလုံးနေရတယ်မျိုးဆိုတာထပ်ပေါ့နော်ဒီအလောက်ကန်ဖြစ်စေပေါ့လူမှုရေးဖြစ်စေတာဝန်တွေအကုန်လုံးကိုဟိုခွဲဝေပြီးမှလေမျှပေးလိုက်ပါပေါ့နော်ဘာလို့လဲဆိုတော့လေကိုကအဲ့လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေနဲ့တွေးပြီးရမှာပေါ့လေကိုတယောက်တည်းတွေးပြီးမှကိုတယောက်တည်းပြင်ပန်းနေရတာအဲ့လိုဟာမျိုးဖြစ်မှာကိုတွေးရတယ်အဲ့ဒီခါကျတော့ဖေရမစိုးတယောက်တည်းမလုပ်ပါနဲ့အားလုံးကိုတာဝန်တွေခွဲပေးပါပါနော်ကိုပခုံးပေါ်ကတာဝန်တွေကိုတနိုင်သမျှ short ချပါပေါ့နော်ဒီမှာကိုကအရန်ပြင်ပန်းနေအောင်တွေ့ရတယ်ပေါ့နော်လူမှုရေးမှာအဲ့တော့ပညာရေးမှာဟောတဲ့ပညာရေးမှာကတော့လေကောင်းတယ်နော်ဘယ်လိုမျိုးကောင်းတာလဲဆိုတဲ့ခါကြတော့လေရေချားမိချားမှာပညာသွားတင်ရမယ်နိုင်ငံခြားမှာသွားပြီးမှကျောင်းသားတက်ရမယ်ဆိုတဲ့လူတွေကိုအထူးတွေ့တယ်ပေါ့နော်ပညာရေးအကောင်းတယ်အဆင်ပြေတယ်ပညာရေးကတော့ဟာကောင်းတယ်ပေါ့နော်အဲ့တော့5123ကိုကြည့်လိုက်တော့လေတော်တော်များခြုံကြည့်ရင်တော့ကောင်းတယ်နော်ဒီလားတော်တော်များခြုံကြည့်ရင်တော့ကောင်းတယ်ဒီလထဲမှာနိုဝင်ဘာလထဲမှာဘာလို့လဲမသိဖိုင်3ခုလုံးကတော့ကောင်းနေတယ်ဒါပေမဲ့အားနည်းချက်တွေတော့လည်းရှိရပါတော့ဖိုင်3ကတော့သူက stress နဲ့ energy များတဲ့ခါကျတော့လေအနည်းလေးတော့ struggle လုပ်ရမယ်ပေါ့ဒါပေမဲ့ကိုကနေတဲ့ထိုင်တိုင်းတော့အဆင်ပြေတယ်စိတ်ကိုထားတိုင်းအဆင်ပြေတယ်ပေါ့နော်နောက်တစ်ခုကတော့ကောင်းတယ်ဆိုတာကဒီ scholarship တွေပါတွေမျှော်လင့်နေရဆိုရင်ရလိမ့်မယ်ပညာရေးကိုကအဝေးမှာသွားပြီးမှသင်ကြားမဲ့ရှိရလို့ဆိုပို့ပြီးမှ energy ကြိုက်တယ်ပေါ့နော်ဒီမှာတစ်ခုရှိရကဘယ်လိုမျိုးလဲဆိုတော့ဒီမှာ stress နမိတ်ရှိနေတဲ့ခါကျတော့လေပညာရေးနဲ့ပတ်သက်ပြီးမှလေကိုပြီးမှလုပ်ရမျိုးရှိရပြောချင်တာကကွာဟိုကျောင်းတက်ဖို့တော့အဆောင်ငှားမယ်အခန်းကြီးငှားမယ်အဲ့ဒါတော့အစအဆုံးကိုတိုင်းပဲလုပ်ရမှာနော်ဒီလားဟိုသူများအစံသင်းလုပ်ပေးတာတွေပါတယ်အဲ့ဒီဟာတွေတိတ်ပြီးမှတော့မျှော်လင့်လို့မရဘူးကိုတိုင်းလုံးမှပဲအဆင်ပြေမယ်ဆိုတာမျိုးတွေ့ရတယ်နော်အဲ့တော့ဒီဟာက Pantry ရဲ့တလစာနိုဝင်ဘာ reading လေးဖြစ်ပါတယ်အဲ့တော့ personal reading မေးချင်တယ်ဆိုရင်Sutero page ကိုလာပြီးမှမေးလို့ရပါတယ်ပေါ့နော် Viber တို့ဒီ Telegram တို့ကလည်းမေးလို့ရပါတယ်မေးရမယ့်နံပါတ်လေးတွေလည်းထည့်ပေးထားပါမယ်ပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဆိုတာကလေဟိုဆိုလဲအဲ့လိုပေါ့လာမေးရမှာအားနာလို့ထင်ပါတယ်ဟိုပြောချင်တာက security ကအားကောင်းပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့စူးကအဲ့လို terror reading ပြုလုပ်ပြီးဒီမီခွန်းနေဖြည့်ပြီးပြီဆိုတာနဲ့လေဒီခါလဲဆိုတော့ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်လိုက်တယ်အဲ့တော့ဟိုတချို့ကြတော့ကိုအားနာတယ်လေဟိုကိုเจ้าနေကိုထုတ်ပြောင်းမှရှက်တာတော့ဘာလို့ဖြစ်တတ်တယ်အဲ့လိုမျိုးတော့မဖြစ်ပါနဲ့ပေါ့နော်ဘာလို့လဲဆိုတော့စူးကိုယ်တိုင်ကလည်းဒီ
tarot page မှာမျက်နှာကိုချပြဖို့အစီအစဉ်မရှိပါဘူးပေါ့ဘာလို့လဲဆိုတဲ့ခါကျတော့လေဟိုအားနာတယ်ကွာဒီလားဟိုကိုကမမှတ်မိပဲအပြင်မှာတွေ့ခဲ့ရင်ပေါ့နော်ကိုကမမှတ်မိပဲမဲ့တခြားလူလည်းအမှတ်မိနေသူတို့ကအားနာလို့လေအဲ့တော့ဒီ pine tree ပေါ့နော် pine tree ရဲ့ဒီ picket cut လေးကိုကြည့်လိုက်မယ်ပေါ့နော်picket cut လေးမှာကတော့ဟို1 by 1 2 3ရခက်လေးရတော့တဲ့ stress ဆိုတဲ့အတိုင်းပဲကြိုက်တော့ကြိုက်တယ်ကိုကလေကိုယ့်ရဲ့ low in center တွေကိုယ့်ရဲ့ဒီထင်းချုပ်လိုစိတ်တွေကိုတော့ short ချမှရမယ်ပေါ့နော်မဟုတ်ရင်ဘာလို့လဲဆိုကိုယ်ပဲပူပေးရလိမ့်မယ်နော်ဒီလားအဲ့ဒီဟာလေးကိုတော့တွေ့ရပါတယ်ပေါ့နော်အဲ့ခါကျတော့တလားစာ picket cut reading လေးကတော့ပြီးတော့ပါပြီပေါ့နော်ပြီးတော့ဒီတလားစာအခြေနေပေါ့နော်အဲ့ဒီဟာဗီဒီယိုလေးတွေကိုတင်ပြသွားဖို့ရှိပါတယ်ဒီ YouTube channel ကို like and subscribe ပြုလုပ်ထားပြီးတော့မှဗီဒီယိုလေးတွေကိုကြည့်ရှုဆောင်စားပေးကြပါအောင်เนาะအဲ့တော့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်